ကျမရဲ့အမျိုးသားကယောက်ျားချင်းစိတ်ဝင်စားတဲ့သူတစ်ယောက်ပါအရှက်တကွဲမဖြစ်အောင်ဖုံးကွယ်ဖို့ကျမကိုလက်ထပ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကတော့လက်ထပ်ပြီး3လအကြာမှာပဲမျိုးသားမင်းရဲ့အိမ်တော်အသိမ်းစီးခံခဲ့ရပါတယ်အမျိုးသားနဲ့ကျမဟာမြင့်မြတ်တဲ့အမွေခံတဲ့ဇနီးဖြစ်ကနေတာမန်ရက်သားတွေဖြစ်သွားခဲ့ပြီးမျိုးတော်ကနေတောင်မောင်းထုတ်ခံခဲ့ရပါတယ်တက်ငယ်မိုးအိမ်လေးထဲမှာတက်ပြင်းချရင်ထိုင်နေတော့ရောက်ခမဖြစ်သူကကျမရဲ့နုနယ်လှပတဲ့မျက်နှာကိုကြည့်ပြီးကျမကိုပြည့်တစားအိမ်မှာရောင်းခင်နေခဲ့တာပါဒီစကားကကျမကိုတုံ့နှုတ်ချောက်ချသွားစေခဲ့ပါတယ်တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ကျမဟာနာကျင်မှုကိုအန်တုပြီးပထမဆုံးခြေလမ်းကိုလှမ်းခဲ့ပါတယ်ကျမအမျိုးသားကိုကြိုးတုပ်ပြီးအမျိုးသားပြည်တစားအိမ်ကိုပို့လိုက်ပါတယ်တဝက်ညင်းဆန်တဝက်လိုက်ရောရင်းနဲ့ပဲကျမအမျိုးသားဟာပတ်စံရှာဖို့အတွက်ဧည့်သည်တွေကိုစတင်လက်ခံခဲ့ပါတယ်ရက်အနေငယ်ကြာမှာတော့ရုပ်ရည်အလွန်ချောမောတဲ့ထိတ်တန်းပြည်တစားတစ်ယောက်အမျိုးသားပြည်တစားအိမ်ကိုရောက်လာတဲ့ဆိုတဲ့သတင်းမျိုးတစ်ပြင်းလုံးပြန့်နှံ့သွားခဲ့ပါတယ်ကျမအမျိုးသားဟာလည်းပိုပြီးအသားကျလာခဲ့ပြီးဧည့်သည်တွေစီကနေစုလက်ပတ်စံတွေအတော်များများရအောင်တွတ်တီးတွတ်တာပြောနိုင်လာခဲ့ပါတယ်တန်တရားနဲ့နောက်ွယ်ကအမှန်တရားကျမအမျိုးသားကိုတယောက်ယောက်ကလှည့်စားပြီးခေါ်သွားမှစိုးရိမ်တဲ့အတွက်အခန်းထဲကလိုက်ကာနောက်မှာနေတိုင်းပုံအောင်ပြီးစောင့်ကြည့်နေခဲ့ရပါတယ်အိမ်တော်သိမ်းစီခံရပြီး3လအတွင်းမှာရွှေပုံငွေပုံပေါ်မှာနေခဲ့ရပေမဲ့မျိုးသားမင်းကရန်သူနဲ့ပူးပေါင်းနေဆိုတဲ့ဆွဆွဲချက်နဲ့အိမ်တော်အသိမ်းခံခဲ့ရပါတယ်တညာရင်းချင်းမှာပဲကျမတို့ဟာအရက်သားတွေဖြစ်သွားခဲ့ရပါတယ်ကျမတို့ဟာလှေစီးပြီးဂျင်းလင်မျိုးကိုထွက်လာခဲ့ကြပါတယ်အဲဒီမှာရောက်ခမရဲ့ဝမ်းကွဲမောင်နှမရှိလို့ပါဒါပေမဲ့ရောက်ခမကအလုံးမလုံးပဲစားတော့ဖို့ပဲတည်တဲ့အတွက်နောက်ဆုံးတော့အိမ်ပေါ်ကမောင်းချခံခဲ့ရပါတယ်ကျမရဲ့နောက်ဆုံးနားကတ်တစုံကိုပေါင်ပြီးခြံဝင်းလေးတစ်ခုငှားခဲ့ရပါတယ်အိမ်တော်အသိမ်းခံရတဲ့ကကျမမျိုးသားကနှုတ်ဆက်နေခဲ့ပါတယ်ရဲချစ်သူကိုလွမ်းနေတာဖြစ်နိုင်တယ်လို့ကျမဘေးမှာသူရှိနေတဲ့အတွက်တခြားစိတ်ကူးတွေမရင်နိုင်တော့တာလည်းဖြစ်နိုင်ပါတယ်ကျမတွေးထားတာကတော့နောက်ပိုင်းမှာအမျိုးသားနဲ့ကလေးတစ်ယောက်မွေးပြီးအဲ့ဒီကလေးကိုစာမေးပွဲတွေဖြေခိုင်းမယ်ထိတ်တန်းပညာရှိဖြစ်လာရင်ကျမတို့ကိုမြို့တော်စီဂုံတရေရှိရှိပြန်ခေါ်သွားလိမ့်မယ်လို့ပါအဲ့ဒီညမှာကျမရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ပြင်ဆင်ပေမဲ့သူကပြင်းပြင်းထန်ထန်ရုန်းကန်ခဲ့ပါတယ်ချင်းယူအန်မင်းမှာအရှက်မရှိဘူးလားရှင်ကကျမလင်ပဲကျမလင်ကိုကျမအဝတ်ချုပ်ပေးတာဘာအရှက်ရှိစရာလို့လဲရက်ပေါင်းများစွာကြာတော့သူဟာညှင်းဆန်ရာကနေတဖြည်းဖြည်းလိုက်ရောလာခဲ့ပါတယ်အခုဆိုရင်ကျမရေချိုးပြီးတာနဲ့သူကအိယာပေါ်မှာအစင်သင့်စောင့်နေတတ်ပါပြီကျမတို့3ယောက်လုံးအလုံးမလုံးကြတဲ့အတွက်အိမ်ကစံစီစားတွေအကုန်ကုန်သွားခဲ့ပါတယ်အိမ်ရှင်ကလည်းအိမ်ပေါ်ကမောင်းချလို့တက်ငယ်မိုးအိမ်အိုလေးထဲရောက်သွားခဲ့ရပါတယ်အဲ့ချိန်မိကကျမကိုပြည်တစားအိမ်သွားဖို့ထပ်တိုက်တွန်းလာပါတယ်ဒီစကားကိုထပ်ပြောလာတဲ့အခါကျမရင်ထဲမှာဒေါသတွေထွက်လာပါတယ်သူအိပ်ပျော်နေတော့လေပင်းညစ်သက်ခြင်းစိတ်တောင်ပေါက်မိပါတယ်နောက်ဆုံးတော့သူ့လက်ထဲကပတိစေးတွေကိုပဲလူယူပြီးလွှင့်ပစ်လိုက်ပါတော့တယ်ကျမအမျိုးသားကိုကြည့်ပြီးကျမတွေးလိုက်မိပါတယ်အမျိုးသားရှင်တယောက်ယောက်ကိုမုန်းချင်နေဆိုရင်ရှင့်မေကိုပဲမုန်းလိုက်ပါရှင်ကတကယ်ကိုပြီးပြည့်စုံတဲ့လူသားတစ်ယောက်ပါပဲမမျောစရာကောင်းတာကတော့ရှင်ဟာကျမတစ်ယောက်တည်းအတွက်ပဲမဟုတ်တော့တာပါပဲသူ့မှာအားနည်းချက်တွေအများကြီးရှိပေမဲ့နေတိုင်းအိမ်မှာပဲပြေးနေပြီးပတ်စံရှာဖို့မကြိုးစားတဲ့အတွက်ကျမသူ့ကိုရောင်းစားဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးနောက်ဆုံးတော့ကျမလည်းအမျိုးသမီးတစ်ယောက်ပဲလေနှလုံးသားကနူးညံ့လွန်းပါတယ်မျိုးတွေကအချမ်းသာဆုံးအိမ်တော်ရဲ့တခင်လေးနာမည်ကဂျာကက်သူကရုပ်ရည်လဲချောမောပြီးအသက်ကလည်း20ကျော်ရွယ်လူငယ်လေးတူပေါ့အဲ့ဒီအချိန်မှာကျမရင်ထဲကနေတက်ပြင်းအသာချလိုက်မိတယ်အနည်းဆုံးတော့ငါအမျိုးသားကိုအလွန်ကြုံမနှိမ့်ဆက်မိဘူးပေါ့အဲ့ဒီညကကျမအမျိုးသားနဲ့ကြားလို့ရှိနေတဲ့အခန်းဘေးကအခန်းထဲမှာပဲနေခဲ့ပါတယ်အစာပိုင်းမှာရုန်းကန်နေတဲ့ကျမအမျိုးသားရဲ့အတန်တွေကနေတဖြည်းဖြည်းတိတ်ဆိတ်သွားတဲ့အထိကျမအကုန်လုံးကိုနားထောင်နေခဲ့မိတယ်အဲ့ဒီအချိန်မှာကျမရင်ထဲခံစားချက်တွေမျိုးစုံဖြစ်နေခဲ့ရတယ်ဘဝကသာဒီလောက်မခက်ခဲရင်မိမိလင်ယောက်ျားကိုဒီလိုအလုပ်မျိုးဘသူကလုပ်ခိုင်းပါမလဲမိုးလင်းတော့ကျမအမျိုးသားကိုလက်တန့်စင်ဖို့ရေနွေးတစ်စလုံးတဲပြီးအခန်းထဲဝင်သွားခဲ့တယ်သူကကျမကိုကြောခိုင်းထားခဲ့တယ်ကျမအိမ်အစ်စ်တစ်လုံးဝယ်ဖို့လူလွတ်ထားပြီးပြီကျမတို့ဘယ်တော့မှအိုးမဲ့အိမ်မဲ့မဖြစ်တယ်လို့ငှက်လဲမငှက်စေရဘူးရှင်းရဲ့ပေးဆက်မှုကအလကားမဖြစ်ပါဘူးချင်းယူအန်မင်းကိုငါမုန်းတယ်ငါကမင်းရဲ့လင်ယောက်ျားလေးဘာလို့ငါ့ကိုဒီလိုဆက်ဆံရတာလဲငါ့ကိုဒီလိုပုံစံနဲ့မြင်ရတော့အားရကျေနပ်ပြီလားငါ့ကိုရောင်းစားလို့ရတဲ့ပတ်စံနဲ့အိမ်ဝယ်တယ်ပေါ့မင်းမှာတကယ်ပဲအသေးနှလုံးမရှိဘူးကျမတောင်းပန်ပါတယ်ကျမကအရေးချင်းမရှိလို့ပါအိမ်အစ်စ်ကိုရောက်တဲ့အထိကျမမျိုးသားကကျမကိုစကားတခွန်းမှမပြောတော့ပါဘူးသူလမ်းလျှောက်တဲ့ပုံစံကတမျိုးကြီးဖြစ်နေတာကြောင့်ကျမရေချင်ပေမဲ့မရေရဲခဲ့ဘူးကျမကိုပြန်ပြီးလေပင်းညစ်သက်မှာစိုးရိမ်လို့ပါရောက်ခမကအရင်ကလိုပဲရန်တွေးနေတော့မှာပဲကျမဘာမှပြန်မပြောခဲ့ပါဘူးသူ့သားကကိုခန္ဓာကိုရောင်းစားပြီးပတ်စံရှာနေရတာလို့ကျမဘယ်လိုလုပ်ပြောထွက်ပါမလဲအမှန်တိုင်းသိရင်သူဒေါသထွက်ပြီးတည်သွားနိုင်တယ်လေကျမကမိဘကျေးဇူးတည်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လို့ဒီလိုမျိုးအမှန်တရားကိုဖွင့်မပြောခဲ့ပါဘူးကျမအမျိုးသားကတော့တစ်နေ့လုံးအခန်းထဲကနေမထွက်ခဲ့ပါဘူးသူ့အတွက်အာဟာရဖြစ်မဲ့စွပ်ပြုတ်တစ်ခွက်ကိုကျမအထူးတလဲချက်ပေးခဲ့ပါတယ်ရှင်ဒီလိုမျိုးဘာမှမစားမတော့ဘဲနေရင်ညဘက်တွေကိုဘယ်လိုဖြတ်တန်းမလဲမိသားစုကိုထောက်ပံ့ဖို့ပတ်စံရှာရတယ်ဆိုပေမဲ့ရှင်ရဲ့ကိုခန္ဓာကိုတော့အပျက်စီးမခံနိုင်ပါဘူးမင်းကအခုထိမရက်သေးဘူးလားမင်းယူနေလားကျမတို့စာချုပ်ချုပ်ထားတာလေဒါကရေရှည်စည်းပွားရေးပဲငါကယူမဆိုင်ဘူးမင်းသွားချင်ရင်မင်းပါသာသွားရှင်သာမသွားရင်ပြည်တန်စာအိမ်ကလူတွေလာပြီးစစရင်လာရှင်းကြလိမ့်မယ်ဒါကကျွန်တော်နဲ့ဘာဆိုင်လို့လဲရှင်သာစာချုပ်ဖောက်ဖျက်ရင်သူတို့ရှင်ကိုမိမရှာဖြစ်အောင်လုပ်ပစ်လိုက်မယ်လို့ပြောတယ်ပတ်စံရှာနိုင်လာတဲ့အမျိုးသားတစ်ယောက်စိတ်ကြီးဝင်လာတာကိုကျမနားလည်ပေးနိုင်ပါတယ်ဒါကကျမဖေထက်စာရင်အများကြီးတော်ပါသေးတယ်သူအသားမကျမှာစိုးလို့ကျမကလိုက်ဆောင်လျှောက်ပြီးတော့အဆင်ပြေသွားတာပေါ့မကြခင်မှာပဲကျမမျိုးသားရဲ့နာမည်ကဂျင်းလင်မျိုးတစ်ခွင်မှာကြော်ကြားလာခဲ့ပါတယ်ကြားပြီးပြီလားမျိုးသားပြည်တန်စာအိမ်ကအသေးရောက်လာတဲ့ထိတ်တန်းပြည်တန်စာလေးကတကယ်ကိုအလှပဲတဲ့
ဂျင်းလင်မျိုးကတခင်လေးတွေရဲ့နှလုံးသားကိုဖန်ဆားထားနိုင်တယ်လို့ပြောကြတယ်။သူ့ရဲ့ရုပ်ရည်ကတကယ်ကိုပြိုင်ဘက်ကင်းပြီးမျိုးတစ်ဝက်လုံးကိုညှို့ယူထားနိုင်တာပါ။ကျမမျိုးသားကတကယ်ကိုအရေးချင်းရှိပြီးဧည့်သည်တွေကိုကောင်းကောင်းကင်တွယ်နိုင်လာခဲ့တယ်။သူရတဲ့ဆုလက်တွေကသုံးလို့တောင်မကုန်နိုင်ပါဘူး။နေ့တိုင်းကျမကအခန်းထဲကလိုက်ကနောက်ကနေလှုပ်ဝက်ပြီးစောင့်ကြည့်နေခဲ့တာမလို့ဘယ်ဧည့်သည်မှရိပ်မိခြင်းမရှိပါဘူး။အမှန်တိုင်းပြောရရင်သူကပတ်စံကိုကောင်းကောင်းမရှာတတ်သေးဘူးလေ။ဧည့်သည်ကရုတ်တရက်အခန်းထဲမှာတိတ်ဆိတ်သွားပြီးအမျိုးသမီးတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်။သခင်ကြီးနားကြားမားတာဖြစ်ပါလိမ့်မယ်။ဒီမှာအမျိုးသမီးအတန်ရှိစရာမလိုပါဘူးဒါပေမဲ့ဂျက်ကမယုံပဲအခန်းထဲလိုက်ရှာဖို့လုပ်ပါတယ်ကျမမျိုးသားကဂျက်ကိုဆွဲထားပေးတဲ့အချိန်မှာကျမကလျှို့ဝှက်တကားကနေအမြင်ပြေးထွက်ပြီးတခြားခန်းတစ်ခုထဲမှာပုံလိုက်ရတယ်အဲဒီတော့မှပဲတက်ပြင်းအသာချနိုင်တော့တယ်ကျမခေါင်းမောကြည့်လိုက်တဲ့အချိန်မှာတော့ချောမောလာပါတဲ့အမျိုးသားတစ်ယောက်ရဲ့မျက်နှာနဲ့တိုးပါတော့တယ်မင်းကဘာတူလဲငါကဘာတူလဲဟုတ်လားဒီအခန်းထဲဝင်လာနိုင်နေဆိုကြတဲ့ကမင်းရဲ့ဧည့်သည်ပေါ့အမှန်တိုင်းပြောရရင်ကျမမျိုးသားဧည့်သည်တွေဆက်လက်ခံကြတဲ့ကကျမသူ့ကိုမထီရတော့ဘူးကျမရဲ့ယွန်ရှာမှုကိုသူရိပ်မိသွားပြီးစိတ်ဆိုးကအလုတ်ထွက်သွားမှစိုးရိမ်တာကြောင့်ကျမမှာကိုဝင်ရှိနေပြီလို့လိန်ပြောခဲ့ရပါတယ်ငါတို့ကလေးအတွက်သူ့အလုပ်စူးစမ်းပြီးပတ်စံရှာရမယ်ကလေးကိုအနာဂတ်လှလှလေးပေးရမယ်လေရှင်လေကျမတို့သားလေးကိုရှင်လိုဘဝမျိုးမဖြစ်စေချင်ဘူးမလားအဲ့ဒီနေ့ကစပြီးသူကကျမချက်ကျွေးတဲ့စွပ်ပြုတ်တွေကိုမငင်းတော့သလိုအလုံးမလုပ်ဘူးလို့လည်းမပြောတော့ပါဘူးအမျိုးသမီးတစ်ယောက်ရဲ့စိတ်အခြေအနေဒါပေမဲ့ကျမကလည်းအရွယ်ကောင်းအလှဆုံးချိန်ဖြစ်တဲ့အိမ်အောင်ဒီအမျိုးသမီးတစ်ယောက်လေးနေ့တိုင်းကျမအမျိုးသားတခြားသူတွေနဲ့ပျော်ပါနေတဲ့အတန်ကိုကြားရတဲ့အခါကျမလည်းရင်ထဲမှာမအီမသာဖြစ်လာမိတယ်ဒါပေမဲ့ကျမကအိမ်တွေရှိတဲ့အမျိုးသမီးတစ်ယောက်မလို့အပြင်မထုတ်ပြရဲဘူးဒါပေမဲ့ကျမရဲ့ဘိုက်ကတဖြည်းဖြည်းထင်သာမြင်သာရှိလာရတော့မှမလို့တကယ်ပဲကိုဝင်ရအောင်လုပ်ရတော့မယ်အဲ့ဒီအချိန်မှာပဲကျမရှိမှတမချုံမောတဲ့အမျိုးသားတစ်ယောက်ရှိနေတယ်ပတ်စံပေးုံနဲ့ရနိုင်တဲ့သူပေါ့ကျမညှင်းဆန်နိုင်ပါမလားပြောစမ်းပါဘသူကညှင်းနိုင်မှာလဲကျမပြန်နိုးလာတဲ့အချိန်မှာတော့သူမရှိတော့ပါဘူးကျမရင်ထဲမှာတော့နေယောက်ျားပေါ်အပြစ်ရှိတယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့ပြန်တွေးကြည့်တော့လေငါအမျိုးသားသာမသိရင်သူစိတ်နာရမှာမဟုတ်ဘူးလေငါကအလိုက်တည်တဲ့ဇနီးပါပဲပုံမှန်အတိုင်းပဲကျမရေနွေးစလုံးကိုတည်ပြီးအမျိုးသားရဲ့အခန်းတကားကိုတွန်းဖွင့်လိုက်တယ်ဒီနေ့ဘာလို့ငါ့ကိုလာကြိုတာနောက်ကျနေရတာလဲတဲ့ပြန်လာတဲ့လမ်းမှာကျမအမျိုးသားကကျမရဲ့လေဘင်းကိုပဲစိုက်ကြည့်နေခဲ့တယ်ကျမနည်းနည်းတော့နေရခက်ပေမဲ့အမှုန့်တွေနဲ့ဖုံးထားတာပဲဘာကြောက်စရာရှိလဲလို့တွေးလိုက်တယ်မင်းရဲ့လေဘင်းအယောင်ကမျက်နှာအယောင်နဲ့ဘာလို့မတူတာလဲကွဲရမှာတခုခုလှုပ်ထားတာမလားမင်းညကမင်းကစီမလာဘူးဘယ်သွားနေတာလဲသူအမှန်တန်ရိပ်မိသွားတာပဲဒါပေမဲ့ကျမကဝန်ခံပါမလားအမျိုးသားရှင်ကကျမကိုတန်တရားဝင်နေတာလားမင်းညကကျမအမိခံရလူနီးပါးဖြစ်လို့တညလုံးကြောက်နေခဲ့ရတာရှင်ခန်းဘေးကအခန်းထဲမှာပဲကျမပုံနေခဲ့တာပါကိုယ်တိုင်အတူမရှိပေမဲ့ကျမနှလုံးသားကရှင့်စီမှာပဲရှိနေတာကျမလုပ်သမျှကငါတို့ကလေးအတွက်ပဲမဟုတ်ဘူးလားရှင်ကျမ်းမာရေးအတွက်လည်းစွပ်ပြုတ်တွေနေတိုင်းချက်ပေးနေတာလေသူကနောင်တရသွားပြီးငါတောင်းပန်ပါတယ်